ကျေးဇူးမတိတတ်တဲ့သူတွေရဲ့အောင်မြင်မှုကရေရှည်မတည်တတ်နိုင်ပါဘူးလောကမှာလူတွေရဲ့သဘာဝကကိုဘလောက်ကောင်းကောင်းကိုဘလောက်ကောင်းတာလှုပ်လှုပ်အကောင်းထင်ချင်မှထင်လိမ့်မယ်အကောင်းမြင်ချင်မှမြင်လိမ့်မယ်အကောင်းပြောချင်မှလည်းပြောလိမ့်မယ်အကောင်းပြောတဲ့သူထက်မကောင်းပြောတဲ့သူကပိုပြီးများရင်လည်းများနေနိုင်တယ်အကူအညီပေးမဲ့သူထက်ကဲ့ရဲ့ရှုံးချတဲ့သူကပိုပြီးများချင်များနေလိမ့်မယ်လောကမှာရေရှည်အောင်မြင်ခြင်းနဲ့ဆိုရင်လူလောကသဘာဝလူသဘာဝကိုအထာကျအောင်လောကရန်တွေကိုခံနိုင်ရရှိအောင်သဘောထားကြီးကြီးစိတ်ထားမြင့်မြတ်ရင့်ကျက်အောင်ကြိုတင်ပြင်ဆင်ထားရပါမယ်အောင်မြင်ချိန်မှာလက်ခုပ်ဩဘာတီးတဲ့လက်တွေကိုလည်းတန်ဖိုးထားပါအောင်မြင်ဖို့ကြိုးစားနေချိန်မှာနှိမ်ပါနေချိန်မှာအခက်အခဲတွေကြုံတွေ့ရချိန်မှာအားပေးမှုတွေလိုအပ်တဲ့အချိန်မှာမွန်းကျက်မှုတွေနဲ့ပြည့်သိမ့်နေတဲ့အချိန်မှာပူပင်တော့ကလောင်မြိုက်နေတဲ့အချိန်မှာလွေးထွေးမှုတွေလိုအပ်နေတဲ့အချိန်မှာကုညီအားပေးဖြည့်သိမ့်နားလည်ပေးခဲ့တဲ့အေးချမ်းပြီးလွေးထွေးတဲ့လက်တွေကိုလည်းပို့ပြီးတန်ဖိုးထားပါ။ဘာကြောင့်လဲဆိုတော့ကျေးဇူးမတိတတ်တဲ့သူတွေရဲ့အောင်မြင်မှုကရေရှည်မတည်တတ်နိုင်ပါဘူး။ပေးတိုင်းလည်းမယူနဲ့ကြွေတိုင်းလည်းမစားနဲ့ခိုင်းတိုင်းလည်းမလုံနဲ့မြင်တိုင်းလည်းမကြည့်နဲ့ကြားတိုင်းလည်းနားမထောင်နဲ့သိတိုင်းလည်းမပြောနဲ့ပြောတိုင်းလည်းမယုံနဲ့ယုံတိုင်းလည်းမကျင့်နဲ့ကျင့်တိုင်းလည်းအကောင်းမထင်နဲ့အကောင်းထင်တိုင်းလည်းအမှန်မမှတ်နဲ့တက်ရောက်မှုတိုင်းမှာတံပြန်တက်ရောက်မှုရှိပါတယ်မေတ္တာနဲ့တက်ရောက်ရင်တံပြန်တက်ရောက်မှုကအေးချမ်းပါလိမ့်မယ်တဏှာနဲ့တက်ရောက်ရင်တံပြန်တက်ရောက်မှုကပူလောင်ပါလိမ့်မယ်မာနနဲ့တက်ရောက်ရင်တံပြန်တက်ရောက်မှုကလူမုန်းများပါလိမ့်မယ်ကိုကကျေးဇူးတည်တတ်တဲ့သားသမီးဆိုရင်ကိုကျေးဇူးကိုတည်တတ်တဲ့သားသမီးတွေပြန်ရပါလိမ့်မယ်ကိုကကျေးဇူးတည်တတ်တဲ့တပည့်ဆိုရင်ကိုကျေးဇူးကိုတည်တတ်တဲ့တပည့်တွေပြန်ရပါလိမ့်မယ်ဒါဟာဘယ်တော့မှမပြောင်းလဲတဲ့ကာမနိယာမသဘောတွေပါပဲလူတချို့ကဥစွာကျေးဇူးပြုဖို့ခက်ခဲတယ်ကျေးဇူးသိဖို့လည်းခက်ခဲတယ်ကျေးဇူးဆက်တတ်ဖို့ကပိုပြီးခက်ခဲကြတယ်ကျေးဇူးကိုခံယူဖို့ကလွယ်ပါတယ်ကျေးဇူးကိုမေ့ပြဖို့ကလည်းလွယ်ပါတယ်ကျေးဇူးရှင်ကိုစော်ကားဖို့ကပိုပြီးမှလွယ်ကူပါတယ်ကျေးဇူးမတိတတ်ရင်နေပါကျေးဇူးမကမ်းမိပါစေနဲ့ကျေးဇူးရှင်ကိုနေငါပါလဲငါကပါလဲနဲ့မရှင်ပြိုင်မိပါစေနဲ့ကျေးဇူးရှင်ကိုစော်ကားရှင်ပြိုင်မိရင်တော့မိမိရဲ့ဘဝဟာလူလုံးမလှပဲအပူလုံးကြွကယူကျုံမရတဲ့ဘဝနဲ့ဇက်သိမ်းမလှဖြစ်ကြရပါလိမ့်မယ်ကျေးဇူးပါ